စပင်းရှိထားဖို့စဉ်းစားနေတယ်ဒါပေမဲ့စပင်းရှိမလာခင်မှာပဲစပင်းညက်မိသွားတယ်ဆိုတဲ့သူတွေရှိကြလားပေါ့နော်ရှိလို့ရှိရင်ကျွန်တော်အခုစပင်းရှိထားခြင်းတဲ့သူတွေအတွက်ကိုအကြံဉာဏ်လေးကျွန်တော်ပေးမယ်ပေါ့နော်ဘယ်လိုလဲဆိုလို့ရှိရင်တော့တချို့ကဘေးပတ်ဝန်းကျင်စကားတွေကြောင့်စပင်းညှင်းသွိုးကြီးဖြစ်နေပြီလို့ပြောတဲ့သူတွေကြောင့်အဲ့လိုမျိုးစပင်းတိုးလိုက်မိတဲ့သူတွေရှိတယ်ဆိုတော့အရင်ဆုံးစပင်းရှိထားမဲ့သူတယောက်ကအဲ့ဒီစကားတွေကိုမေးလိုက်ပြီးသွားလို့ရှိရင်ကျွန်တော်တို့တချို့ကလည်းဘတ်စကတ်ညှက်လိုက်တဲ့သူတွေလည်းရှိတယ်အဲ့တော့ဘတ်စကတ်ကနေစသွားကြရမလို့လက်ရှိတဲ့စပင်းကဖြောင်းလာဖြစ်ဖြစ်ကောက်တာဖြစ်ဖြစ်ပေါ့နော်ကျွန်တော်တို့အရင်ဆုံးဘေးကိုကျွန်တော်အခုပုံလေးပါပြပေးမယ်2 block စထား2 block ကနေပြီးတော့ပေါ်စပင်းတိတိတသားလေးရှေ့လာပြီဆိုရင်ကျွန်တော်တို့ကဘာထားလို့ရလဲဆိုရင်မူလက်ကိုဆက်ပြီးတော့ညှက်လို့ရတယ်မူလက် hair style ကလည်းဒါဘယ်လိုပြောရမလဲအပေါ်ရှည်တယ်အနောက်ရှည်တယ်ပေါ့နော်အဲ့တော့မူလက်တွေညှက်ပြီးတော့ထပ်ပြီးတော့ကိုကစပင်းညှက်ချင်သေးတယ်ပုံစံလေးနည်းနည်းဟိုကဖြစ်ချင်သေးတယ်ဆိုလို့ရှိရင်အနောက်စပင်းတော်တော်လေးရှည်တဲ့အချိန်တီကိုမူလက်ပဲထားမူလက်ထားတာကြာလာပြီဆိုရင်အပေါ်စပင်းကကျွန်တော်ဒီ2ခေါင်းလောက်ရောက်လာပြီဆိုရင်တော့ဘာလုပ်လို့ရပြီလဲဆိုရင်ဘေးစပင်းကိုပါမညှက်နဲ့တော့အရှည်ပဲထားလိုက်လို့ရှိရင်ကျွန်တော်တလဝင်းကျင်လောက်ပါပဲဘေးစပင်အတိအကျလေးရှည်လာလိမ့်မယ်ကျွန်တော်2လလောက်ဆိုလို့ရှိရင်တော့အပေါ်စပင်နီးပါးလေးမှီလာမယ်ပေါ့နော်အဲ့တော့အပေါ်စပင်ကိုအဲ့ဒီဘေးစပင်2လမရောက်ခင်မှာတစ်ချိန်လောက်နည်းနည်းလေးတီးလိုက်လို့ရှိရင်အပေါ်နဲ့ဘေးနဲ့ကညီညာလေးဖြစ်သွားလိမ့်မယ်ဖြစ်သွားပြီဆိုရင်တော့ဝူကပ်ထားလို့ရတယ်အဲ့တော့ဝူကပ်ထားနေရင်လည်းကိုယ်အနေနဲ့သိရမလားပြင်သွားကနေလာကနေလေးပုံစံဟိုဖြစ်နေတယ်ဆိုတော့ကျွန်တော်ပုံလေးပါထပ်ပြပေးမယ်စာမူတိုင်းပုံစံလေးတွေစီးထားလို့ရတယ်ဒါလေးရတယ်လူငယ်ဆိုင်တယ်ဗျာကြည့်လို့လည်းကောင်းတယ်အဲ့တော့အဲ့လိုလေးထားနေရင်လည်းကျွန်တော်တို့အရင်ဆုံး2 block ကနေပြီးတော့မူလက်ကနေပြီးတော့ဝူကပ်ကနေပြီးတော့အဲ့လိုစာမူတိုင်းပုံစံလေးစီးထားရင်းနေပဲနောက်ဆုံးမှာတော့ကျွန်တော်တို့လိုချင်တဲ့စပင်းရှည်တစ်ခုကိုရရှိသွားမှာဖြစ်တယ်အဲ့တော့စပင်းရှည်ထားနေတဲ့ကာလမှာဗျာသိရမှာဘယ်သူကပဲဘေးစပင်းရညှင်းသွိုးကြီးဖြစ်နေပြီပြောဘယ်လိုပဲပြောကျွန်တော်တို့မေ့ထားလိုက်ပြီးရင်ကိုယ့်အကိုလည်းမှန်မကြည့်နဲ့ပြီးတော့လှုပ်ရှားရှိရလှုပ်ပေါ့နော်ခေါင်းချော်စရာရှိရင်လည်းရှော့စပင်းမကျွတ်ချင်ဘူးဆိုလည်းတောနစ်လေးသုံးပြီးစပင်းတန်တဲ့ hair wine လေးသုံးမယ်ဆိုလည်းရတယ်အဲ့တော့ရှည်လာလို့ရှိရင်အဲ့လိုမျိုးလေးသုံးတယ်ဆိုတော့ရှည်လာရင်ကျွန်တော်တို့ကျမ်းမာတဲ့ဆန်သားကိုရရှိမယ်ပေါ့ဗျာအဲ့တော့ကိုယ်အနေနဲ့လောက်ရမှာတော့ဘေးပတ်ဝန်းကျင်စကားတွေလုံးဝမေးလိုက်ပြီးသွားလို့ရှိရင်ထားရရှိတယ်ဆက်ထားစပင်းညှက်မှကျင်းနေမှာဆိုတော့ကျွန်တော်ခုပြောပြတဲ့ပုံစံလေးတွေကိုအစင်းစင်းညှက်ရင်းနဲ့စပင်းရှည်တစ်ခုရောက်တဲ့အထိကိုစောင့်သွားလို့ရပါတယ်